တော့ဆင်းတော့ဒီမျက်နှာလေးဘာလို့အဲ့လောက်ဒီဆိုးတော့ပြောဆက်လိုက်တော့အိမ်မဆက်လိုက်တော့ထားတော့အဲ့လောက်ဆိုးနေအိမ်မထားတော့အဲ့လောက်ဆိုးနေအိမ်မထားတော့ကိုလည်းနိုင်နေမေလည်းအဲ့လိုရန်တော့မေမထားဘူးတော့မတကားဖွင့်မေးထားတယ်မေတော့ဆက်လိုက်တော့အိမ်မမွေးချင်တော့အဲ့လောက်ကြီးကြတော့အဲ့လောက်ကြာမွေးချင်တော့အဲ့လောက်ကြာမွေးချင်တော့မေစိတ်ဆိုးသွားပြီသားမေစိတ်ဆိုးသွားပြီသားပြောမှမကောင်းတာမေလည်းရန်နေပြန်လို့အကိုလောက်တဲ့လူလည်းနိုင်စေအိမ်မစေတော့ဆက်လိုက်အိမ်မဆက်လိုက်တော့ငါမမွေးတော့ဘူးလို့နေအိမ်မဆက်လိုက်တော့တော်လိုက်တော့နောက်ကမေလုံးမလားမေပြန်လုံးမလားအဲ့လိုပြန်ပြီးမန်ဖီအောင်မလားလို့ပြောမသိရလည်းမဟုတ်ဘူးဘာတွေစားမှမသိလို့မရဘာစားမှမသိဘူးလို့ပြောရတာဘလို့ဖြစ်လို့မေဦးမန်နေပြန်ဖြီးနေတာမကြွေးပဲထားရလားအခုမေကြက်သားဝယ်လာတယ်စွတ်ပြက်လုပ်ပြီးမို့အော်နေမကောင်းငါသားလေးကြက်သားလေးစားပါသေးဆိုမေဝယ်လာတယ်ပြောမကောင်းဆိုမကောင်းလို့မလုံးနဲ့ဆဲလိုက်တော့အိမ်မတော့အိမ်မဆဲလိုက်တော့မထားတော့ဘူးတော့မိုဂျူလာမှာအမသူများလမ်းဘေးရလိုပဲလိုက်ပြီးကောက်စားရှိတဲ့များလိုက်ကောက်စားအမလမ်းဘေးရခွေးလိုပဲနေလမ်းဘေးရခွေးလိုပဲနေလိုက်တော့မမချစ်ချင်တော့အဲ့လောက်ဆိုးနေမချစ်ချင်တော့ဘာလို့အဲ့လောက်ဆိုးလားဘယ်တော့မရိုက်ဘူးတော့ပြောမရိုက်လို့သားတဖြည်းဖြည်းနဲ့ဆိုးလာတာတအားတွေဆိုးနေပြီသားဆက်လိုက်တော့မတကားဖွင့်မိတာတော့တကားဖွင့်မိတာအမဖွင့်တော့တိတ်တဲ့နေတော့အောက်ကောင်မှာဘေဘီလေးနဲ့တော့နေတော့ဘေဘီလေးနဲ့တော့နေလိုက်တော့အဲ့လိုနေမလားသူများကြွေးမစားအဲ့လိုနေမလားပြောအဲ့လိုနေစင်တာလားအိမ်မဆင်းမလားပြောအိမ်မဆင်းမလားဆင်းမလားအိမ်မမတကားဖွင့်မိတာကြိုက်တဲ့နေတော့ဆင်းလိုက်တော့နင်းဆင်းလိုက်တော့ပြောမကောင်းငါအိမ်မထားဘူးငါအိမ်မထားဘူးပြောမကောင်းကိုပြောမကောင်းလို့ကိုအိမ်မနှင်ချမှာကိုပြောမကောင်းလို့ကိုအိမ်မနှင်ချမှာငါသားပြောမကောင်းလို့ငါသားမေအိမ်မနှင်ချမှာလိန်မာတဲ့ကလေးပဲမိတ်မှာထားမှာမထားဘူးလိန်မာတဲ့ကလေးပဲထားမှာကိုလိန်မာလားကိုလိန်မာလားလိမ္မာတယ်ညီလေးလိန်မာလားစိုးတယ်လိန်မာစိုးတယ်တဲ့ကိုလည်းလှုပ်တယ်မမေကိုလည်းပြဿနာရှာတယ်မန်ဖီးတယ်လုံလောက်မအဲ့လိုယူမမေမှမကြောက်သားဘူးကြောက်ပါအခုရိုက်လို့လားတားကိုရိုက်လို့လားမန်ဖီးရအောင်ပြောဟမ်ဘာစားနေတာတော့လို့မအေးရမေးတာမေးဦးမှပြန်ပြီးတယ်မအေးရတော့အော်တနေကိုအန်ထားတယ်ညကလည်းအန်တယ်မနေ့3နိုင်ခွဲအန်တယ်နော်အခုပြန်လာလည်းအန်ထားတယ်ငါသားလေးနေမကောင်းဘူးချက်စွပ်ပြုတ်လေးတိုက်မေးသွားဝယ်လာတယ်အဲ့လောက်လေးစိုးနေအိမ်မှာမထားတော့အိမ်မှာမထားတော့ဘူးဆန်းလိုက်တော့အိမ်မောဆန်းလိုက်တော့သွားလမ်းဘေးမှာပဲသွားနေလိုက်တော့လမ်းဘေးမှာပဲသွားနေလိုက်တော့တော့လမ်းမှာတကားဖွင့်ပေးထားတယ်ကြိုက်တဲ့နေရာသွားလိုက်လမ်းဘေးမှာပဲနေလိုက်တော့လမ်းဘေးနဲ့ပဲတန်တယ်တော့ဆန်းတော့အိမ်မောဆန်းတော့ပြောမကောင်းဆိုမကောင်းနဲ့အဲ့လောက်တွေစိုးသွမ်းနေမအေးရမရရဘူးငါသားလေးတဖြည်းဖြည်းနဲ့ဆိုးလာပြောစကားနားထောင်ပါလားလာမရှိလားလာဒီလားမရှိလားလာမရှိလားလာမရှိမလားလာမရှိလားမရှိမလားလာမရှိမလားလာတလားလာအဲ့လိုလူစိုးမလို့လားနာလေးမရှိလားလေနာဘူးလားမလာဘူးလားလာမရှိမလားတော်မလားတော်မဟိလာနာမရှိလားလာမရှိမလားလာဘူးပေါ့ तू ကပဲစိတ်ဆူရရှိသေးလာဘူးပေါ့တခါတည်းလိုက်
လာဘူးပေါ့မသိရဘာမှမရှိဘူးအကုန်သိရတဲ့နဲ့စိုးနာလူစိုးလုံးနေ